여러분 안녕하세요. 여러분고 지네 에 가다 우로 가다오 그 신비한 비방만 비바에 에네 우로고 조금 헷갈릴 수 있는 거죠. 서로 에 소라 띠자래 니야오 또아래 나래 나비로 우로 소라가 အဲ့ဒီဖက်လို့ပြောတယ်ပြောမှဆိုရင်ဘန်းယံသူကဘန်းယံအဲ့ဒီဖက်ပေါ့ဘန်းယံအဲ့ဒီဖက်ကိုသွားတယ်အိုရိုကဘယ်လိုနေရာမှာသုံးလဲဆိုတော့အိုရိုဆိုတာကနေရာဘန်းယံအဲ့ဒီဖက်ကိုသွားတယ်နောက်ပြီးတော့ထိုကူဆိုတာအသုံးပြုတဲ့ပစ္စည်းတွေမှာသုံးတယ်နောက်ပြီးတော့ဘန်းပေါ့နီလန်းတွေကိုပြောပြတဲ့အခါမှာအိုရိုကိုသုံးတယ်ဆိုတော့နောက်တစ်ခါပြန်ပြောပြမယ်အဲဆိုတာကတိကျတဲ့နေရာကိုချန်းဆိုမှာသုံးပါတယ်အဲဆိုတာချန်းဆိုမှာသုံးတယ်ဘယ်လိုချန်းဆိုလဲချောင်းဝခန်းချန်းဆိုဆိုတော့တိကျတဲ့နေရာမှာသုံးတယ်ဆိုတော့ဥပမာတစ်ခုပြောပြရအောင်ဂျီဘဲခါယုံအိမ်တို့သွားတယ်ဆိုတော့အိမ်တို့တိတိကျကျစိုက်ညံ့ပဲအိမ်ကိုသွားတာဖြစ်ပါတယ်။နောက်ဂျီဘရိုကာယောအိမ်ဖက်တို့သွားတယ်ဆိုတော့ဘန်းယံအဲ့ဒီနေရာကသူကအိမ်ဖက်လို့ပြောတာအိမ်ကိုရောက်ချင်မှလည်းရောက်မယ်ဒီလိုပြောတဲ့သဘောပါ။အိုရိုကမတိကျဘူးအဲ့ဒီနေရာမှာသုံးတယ်။နောက်တစ်ခုကပြောင်းဝန်းနဲ့ခါယောဆိုတော့ဆေးရုံတို့သွားတယ်ဆေးရုံတို့ဘာလို့ဖို့သွားလဲဆရာဝန်နေတွေ့ဖို့သွားတယ်အတိအကျပဲဆရာဝန်နေတွေ့ဖို့သွားတယ်နောက်တစ်ခုကပြောင်းဝန်းငရိုခါယောလို့ပြောရင်ဆေးရုံဖက်တို့သွားတယ်မဲ့ဆေးရုံဖက်ကိုသွားတယ်ဆိုရင်ဆေးရုံကိုရောက်ချင်မှလည်းရောက်မယ်အဲ့ဒီဆေးရုံနားမှာရှိတဲ့ကော်ဖီဆိုင်ကိုသွားတာမျိုးလည်းဖြစ်နိုင်တယ်ဆေးရုံဘက်လို့ပြောတာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ဒီအိုရိုဆိုတာဘယ်နေရာမှာသုံးလဲဆိုရင်အသုံးပြုတဲ့ပစ္စည်းဒူဘူးလိုနေရာမှာသုံးတယ်ဆိုတော့ခဲတံနဲ့ပုံဆွဲတယ်ဆိုရင်ရောင်ဖီလို့ဂရင်မို့ဒီရောအဲ့ဒီနေရာမှာဆိုရင်ရိုကိုသုံးရမယ်။ဘာလို့ဆိုရင်ခဲတံဆိုတာအသုံးပြုတဲ့ဒူဘူးမို့လို့ဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကြတော့ရောင်ဖီ